ရှင်အိမ်ပြန်တော့မယ်လို့မြင်ရပါတယ်ဒီတားစာစုစိမ်မောင်မြတ်ပါရှင်တောင်ရန်ကန်းငါလွမ်းပကြီးကတစ်ချက်နဲ့ပေါ်မဲ့သူဆွေးအောင်ဖန်နေလိုက်ချီရလီရီရှာဖွေမောလူရဲ့တွေ့နေကြနေရဟောင်းမှာမိတယောက်သေးသားရဲ့ချစ်သူချီရပြောက်ကိုရှာဖွေလူကောက်ရန်ကြံတွေချင်းဒီပါလားမောင်ရဲ့ချစ်ပုံမြင်လှလှလေးတွေပြောကြလာကြတဲ့ဒီနေရာဒီဒေသဒီကံကမျောနေမဲ့လမ်းငယ်ပါလားအိုးလွမ်းနေကွယ်လွမ်းနေချစ်ရဲ့တောင်ရန်ကန်းကလွမ်းမကြီးကတစ်ချက်နဲ့ပေါ်မဲ့သူဆွေးအောင်ဖန်နေလိုက်ချီရလီတွေရှာဖွေမောကလူပဲတွေ့နေကြနေရဟောင်းမှာမိတယောက်သေးသားရဲ့ချစ်သူချီရပြောက်ကိုရှာဖွေလူကောက်ရန်ကြံရွယ်ချင်းဒီပါလားမောင်ရဲ့ချစ်ပုံမြင်လှလှလေးတွေပြောကြလာကြတဲ့ဒီနေရာဒီဒေသဒီကံကမျောနေမဲ့လမ်းငယ်ပါလားအိုးလွမ်းနေကွယ်လွမ်းနေချစ်ရဲ့မကျင်ဝေးဝေးပြေးလီတော့မောင်ရဲ့နဒီတောင်ကုန်ကံကပကြီးအောင်ဆုံးဆန်းမြစီစာစမိတ်သိမ့်ချိန်မှာဝဲငှက်ကလေးတွေပြန်လာကြတာညီရပြန်လို့လွမ်းရှာဖို့မြေတွေကိုဘယ်လိုပြင်ဖြစ်သိရမလွယ်တူစားတူသွားတူလာခဲ့ကြရဲ့တေးတောင်ကုန်မဝဲချစ်သူချီရဟောင်းတွေတွေ့လို့တွေ့ညာချစ်ကပြီးထူခဲ့ကြတာတွေ့လို့တွေ့ညာရဲ့ရှာမတွေ့ပြန်တော့အားလျှော်လို့အိမ်ပြန်ရတော့မယ်မောင်ရဲ့အားလျှော်လို့အိမ်ပြန်ရတော့မယ်လွမ်းမကြီးကတစ်ချက်နဲ့ပေါ်မဲ့သူဆွေးအောင်ဖန်နေလိုက်ချီရလီတွေချာဖွေမောတလူပဲတွေ့နေကြနေရဟောင်းမှာမိတယောက်သေးသားရဲ့ချစ်သူချီရပြောက်ကိုရှာဖွေလူကောက်ရန်ကြံရွယ်ချီလီပါလားမောင်ရဲ့စိတ်ပုံမြင်လှလှလေးတွေပြောကြလာကြတဲ့ဒီနေရာဒီဒေသဒီကံကမျောနေမဲ့လမ်းငယ်ပါလားအိုးလွမ်းနေကွယ်လွမ်းနေချစ်ရဲ့မကျင်ဝေးဝေး
ရှင်ရဟောင်းတွေတွေ့လို့တွေ့ညာချစ်ကလေးထိုးခဲ့ကြတာတွေ့လို့တွေ့ညာရဲ့ရှာမတွေ့ပြန်တော့အားလျှော်လို့အိမ်ပြန်ရတော့မယ်မောင်ရဲ့အားလျှော်လို့အိမ်ပြန်ရတော့မယ်မောင်ရဲ့အားလျှော်လို့အိမ်ပြန်ရတော့မယ်